ကောင်းနေထိုင်ရမလေးရကောင်းနေကြည်ကြစံဒီမှာငပြောသီးတွေကတော့ဖီးချမ်းသီးနဲ့ရှဲပဲဟိငပြောသီးရဲ့အကြီးပဲရွာလို့ပြောမဆိုတော့နဲတမခိုင်းကြီးပေါ့ကွာဟဲ့ကောင်းနေရဲ့ကောင်းနေကြောက်ဖြုံသီးကလည်းကြည်အောင်အဲ့မှာတစ်လုံးနဲတာကြီးမဟုတ်ကြည်ကြပါအောင်ကြောက်ဖြုံသီးတစ်လုံးကိုဟိုက်မှာငါမှမလေးရှားမှာတော့ကြောက်ဖြုံသီးလေးဒီလောက်ကို15ချက်18ချက်ပေးနေရတာဒီမှာဒီလောက်လုံးကြီးဆိုဘယ်လောက်မြန်ပေးလိုက်ရမလဲကြောက်ကတ်တွေအားကောင်းတယ်ဒီကြောက်ဖြုံသီးရဲ့ကြောက်ကတ်တွေကောင်းတယ်ရွာမှာဘူးပင်နေလေပို့တယ်ဟာဘူးညွန်နေကြောစားမယ်ဟာမကြီးဘူးဒီနုတွေပြုတ်တို့မယ်ပဲပြင်ခေါင်းသွားလာနှွေးတာလေမတငယ်စားပင်ကလည်းမဘောကတခိုင်အောက်ကတခိုင်သူကနှစ်ခိုင်တပင်းနဲ့နှစ်ခိုင်ထွက်နေတာပေါ့အသေးလေးရောခုနနှစ်ခိုင်ဘူးကတငယ်စားအဲ့မှာရခိုင်နေအမှာဗျာလိုင်းပေါ်မှာခက်စားနေတယ်ကင်းစားပြောက်တယ်ဆိုတော့အဲ့မှာအဒီမင်းကျွန်တော်တို့ဘက်ကဂရူပင်လို့လည်းခေါ်တယ်မြောက်ပင်ကလည်းဒီပုံစံပဲဗျာရွာမှာရှိတယ်အမှာဘီဘီနေပြူနာပေါက်နေဒီနေ့လဲငပြောဦးတွေမွေးကချက်စားလိုက်လို့ဒါရခိုင်တော့ရခိုင်ဦးနီတွေဗျာအရန်ချိုးတယ်ဒီဘက်ကဖီးချမ်းအေးရွာမတော့မလေးရှားလို့မဟုတ်ဘူးငါပြောသေးရတော့ပေါ်တယ်ဟိုပြစ်ဒီပြစ်ပဲနိုင်တော့ကတော့ရွာတိန်တော့ဟေးထိုင်းနေမလေးကတို့ရွာကောင်းကြီးတိန်တော့တို့လှူလို့လည်းရတယ်တောင်းပါလေဖုံတစ်ပါးပဲရှိတယ်ငါလည်းပြင်းလို့ရှိရင်သွားပြီးစကားပြောဖုံကလည်းကိုရင်းနိုင်ငယ်ရန့်ခင်ကြတာဆိုတော့ဟိုတုန်းကလည်းကိုရီပြန်သွားရင်သူလဲပြင်းကြမ်းခဲ့မှာအမမလေးရှားပြန်ဗျာမလေးရှားပြန်သူသားဂျပန်မှာဆိုတော့ AC ပဲဗျာသူက AC များပဲဟာဒါဂျပန်မှာသူသားလဲအမသူကလည်းကျွန်မအမရွာအိမ်ကအုံးသီး